Baptist Convention ye tujuh mu tahun juga Damasia murasam tapaba Cenderung kecengjias ca alam samsundung ne tolgau cenderung chin Baptist Convention ma Dennis Dr. Loha Lingdong ne lupa no cenderung tadana tahun itu tansong ne murasam batin bare cenderung mutami ne di Singapura yang lari kama ininya tema bene di condolence ama ati cenderung nyama pima cinta masui cenderung di long ne dah ne time biro long winter ma bujue biro midan buk cing cipa dan me long ne igero ikut meyaro lebe ini yang silare tu siamu maponai nama kau di Singapura sini dek penta kriya ni turi kau ayu ya jono ayu cekar jambat sibare salam jan naset tu tiga ni cak ayu thare tapi me cinggu nyengyaro api apa ini gua jono papa me Kejue time di aje luar modo cai edo siau tua ya tole di andre ku macau ka jamu ka urori jenuh ne tu si domu di kejue dan do ne tongwe do di jenuh ku canda simai jenuh teya temaဒီချင်းတရားဆိုတာအခါတီးဆုံးသောအရာဖြစ်တယ်အခါရောက်ဖြစ်ဆုံးသောအရာတစ်ခုဖြစ်ပါတယ်လူဘဝဆိုတာကလည်းကျွန်တော်တို့တစ်ချင်းထဲမှာလူဘဝဆိုတာရခဲတယ်ဒါပေမဲ့ဘဝတစ်ခုရလာပြီဆိုကြတဲ့ကူကကျွန်တော်တို့ဆရာတပါးပေါ်ပြထားတာရှိနေတယ်လောကထဲမှာလူဖြစ်လာလူရည်လို့ဖြစ်လာတဲ့အခါမှာဝဲတော်၃ကြိမ်ကျွန်တော်ဆင်နွှဲရတယ်ပထမဆုံးလူဖြစ်မီးဖွားခါရခြင်းပေါ့နော်ကျွန်တော်မီးဖွားခံပြီးတော့ကျွန်တော်လူရည်လို့ဖြစ်လာတဲ့အခါမှာဒီမွေးချင်းဖြစ်လာတဲ့ကလေးကဘာတခုမှနားမလဲပဲနဲ့ငူကျွဲနေတာဒီကလေးကတော့ဘာမှမသိပဲနဲ့ဘူကျွေးတယ်သူမိဘတွေနဲ့သူ့ဆွေမျိုးတွေကတော့ဝင်သားပြီးတော့ပျော်ရွှင်နေတယ်ဒါပထမဦးဆုံးတော့ပွဲတော့နောက်ဒုတိယကျွန်တော်တို့မင်္ဂလာလက်ထပ်မင်္ဂလာပွဲလက်ထပ်ပွဲတစ်ခုပေါ့နော်အဲ့ဒီမှာတော့လူတိုင်းအားလုံးပျော်ရွှင်နေတဲ့အချိန်ဖြစ်တယ်နောက်ဆုံးရှောင်လို့မရတဲ့ပွဲတစ်ခုကတော့မတာပွဲအဲ့ဒီအသက်ရှုံးတာတော့မှဒီဗမာစကားထဲမှာလေမတာကိုပွဲတစ်ခုအနေနဲ့တတ်မှတ်တယ်ဒီနောက်ဆုံးတော့ဇီဝအသက်ဆုံးတဲ့ဒီမတာပွဲမှာဒီဆုံးပါသွားရှာတဲ့ကာယကံရှင်လူကတော့ဘာမှသူ့မှာfeelingသူ့မှာခံစားချက်မရှိတော့ဘူးဒါပေမဲ့ကြံရည်တဲ့သူ့မိသားစုအတိုင်းအဝေးကြီးအားလုံးကဒီကောရမုန်ချင်းခံသူကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့ဘူကျွေးခဲ့ရဒါပေမဲ့ဒီနေ့ကျွန်တော်ဟောပြလို့ကတော့နောက်ဆုံးတော့အသက်ထွက်ခြင်းဒီကျွန်တော်တို့ယုံကြည်သူခရိယန်များအနေနဲ့ဒါလမ်းဆုံးမဟုတ်ပါဘူးဆိုတဲ့ချက်ဒီလောကီကိစ္စနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်လူရည်လို့ဖြစ်လာပြီးတော့အသက်ထွက်တဲ့အခါမှာကျွန်တော်တို့ပြီးဆုံးတယ်မတာပွဲလို့တာကဒီမတာမဒီဆုံးသွားတဲ့သူနဲ့ဘယ်တော့အခါမှပြန်လဲပြီးဆုံးတွေ့ဖို့
မရှိခဲ့ပါဘူးမရှိနိုင်တော့ပါဘူးဒါပေမဲ့ဒါကိုပဲစဉ်းစားပြီးတော့ကျွန်တော်ယူကျုံးမရဖြစ်ပြီးတော့ငိုကြွေးတာကနောက်ဆုံးမဟုတ်ပါဘူးထာဝရအတက်အတက်ကိုစတင်ခြင်းပါနော်ကျွန်တော် FB Philip ဆိုတဲ့ဆရာတော်တစ်ပါးက we born to live we die to live forever ဆိုပြီးတော့ပြောခဲ့မှာဒီခရိယန်ဒီကျွန်တော်မြန်မာပြည်မှာအနေနဲ့တိုင်းနဲ့ပြည်နယ်တည်တည်မှာကျွန်တော်ဒီfuneral service တော့ဘာလို့လုပ်တဲ့အခါမှာမယုံကြည်တဲ့လူတွေကနေပြီးတော့ဘေးကနေကျွန်တော်ငိုကြွေးနေတဲ့အခါမှာဓမ္မတခြင်းဒီဆိုပြီးတော့စုတောင်းပတနာပြုတယ်ဘုရားရဲ့ဂုဏ်တော်ကိုချီးမွမ်းတယ်ဆိုတာတကယ်မယုံကြည်တဲ့သူများရဲ့အမြင်မှာပေါ့နော်ဒါထူးဆန်းတဲ့အရာတစ်ခုပါလေဘာဖြစ်လို့လဲဆိုတော့ we born to live we die to live forever ထာဝရအတက်အစဖြစ်တယ်ဆိုတာပေါ်ကြလို့ပါဒီခုနစာလံကျမ်း23တိကနေ6ကိုကျွန်တော်အားလုံးအလုပ်နဲ့ရပြီးပါပြီဒီထဲမှာဒီမင်းရဲ့အရေးလွယ်မှုသောခြိုက်သေးသောရောက်သွားလို့လေဒီအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုယ်တော်ရဲ့ကျွန်ုပ်နဲ့အတူရှိတော်မူဖြစ်၍ဘုရားကဒီမှာရောက်လာတဲ့ဆရာမမအစပေါ့နော်ကိုတင်ပြီးမှအလောင်းကဘယ်တော့ရောက်လာမလဲဒီနေ့ရန်ကုန်ကကျွန်တော်တင်တယ်လေနဲ့လားလေနဲ့တော့မဟုတ်တော့ဘူးထင်တာပဲကားနဲ့ဆိုရင်အခုမြန်မာပြည်ချင်းတောင်နဲ့ကလေးရောက်ဖို့တော်မှာကျွန်တော်ဆင်းလာတော့ကတီးတင်ကနေကလေးကို15နာရီတိုင်ကျွန်တော်ကားပေါ်မှာနေရတယ်ဘယ်ချိန်ကျွန်တော်အလောင်းကတင်ပြီးတော့ရောက်မလဲဆိုတာကျွန်တော်မပြောလို့မရတော့လည်းပဲကိုရိုဒီကျွန်တော်တို့နဲ့အတူရှိတော်မူတယ်ဘုရားသခင်ရဲ့ကျွန်တော်တို့ရှိတော်မူတယ်ဆိုတဲ့အကြောင်းနဲ့မာတင်လူတာကကျွန်တော်ဒီမှာထိုင်ရင်းနဲ့ကျွန်တော်စိတ်ထဲမှာတန်တမန်နီလာအရာပေါ့နော်ကျွန်တော်တို့မြန်မာပြည်နဲ့စင်ကာပူအစိုးရဒီလိုဘောပေါင်းလုပ်ပြတဲ့အခါမှာကျွန်တော်မာတင်လူတာပြောတဲ့စကားတစ်ခုကိုကျွန်တော်ဝင်ရတယ် we are we Christians are citizens of two kingdoms ကောင်းကင်နိုင်ငံသားလည်းဖြစ်တယ်လူလောကသားတွေလည်းဖြစ်တယ်ဒီမှာ Singaporean citizens ရပြည်တဲ့လူလည်းရှိမှာပါဒါပေမဲ့မြန်မာပြည်သားတယောက်ဖြစ်ခြင်းနဲ့ဒါနဲ့မဆုံးပါဘူးသူခရီးရည် citizens of heaven ပေါ့နော်ကျွန်တော်ကောင်းကင်သားဖြစ်ခြင်း Singaporean ဖြစ်ခြင်းတော့မှကျွန်တော်ရန်ဝန်တာတယ်ဂုဏ်ယူရတယ်ဟို America မှာ citizen ရတာတော့မှကျွန်တော်ဂုဏ်ယူလို့မဆုံးပါဘူးဒါပေမဲ့ကျွန်တော်ကဒီလောကုတ္တရာရေးနဲ့ပေါ့နော်လောကီတာမကပဲနဲ့ဒီလောကုတ္တရာရေးနဲ့ကျွန်တော် citizen of heaven ဒီလောကကိုကျွန်တော်ထားခဲ့ပါမယ်တနည်းနည်းကြံ့ကြံ့နဲ့ကျွန်တော်ထားခဲ့ပါပါဒါပေမဲ့ကောင်းကင်နိုင်ငံသားဖြစ်ခြင်းကအရှုံးမခံပါဘူးကျွန်တော်ယုံကြည်သူအရောက်တဲ့ပုံမှာပြင်ဆင်ပြီးထားတဲ့ဒီထာဝရအတက်ကဒီလောကမှာအသက်ရှင်နေတဲ့အချိန်ဒါအောင်ရီအကန့်အသတ်ရှိတယ်ဒါပေမဲ့တမလွန်ဘဝထာဝရအသက်ဆိုတာကျွန်တော်မကုန်လို့ဘူးသူက process ရှိပါတယ်ဘုရားသခင်နဲ့တူရှိနေခြင်းဘုရားသခင်နဲ့တူ
ကောင်းကင်ကိုပဲညှို့ပြီးတော့ကျွန်တော်တို့နဲ့ရှိတာမဟုတ်ပါဘူးဒီလောကမှာအသက်ရှင်နေတဲ့ခါမှာလည်းပဲကျွန်တော်ဝိညာဉ်တဲ့အချိန်မှာဝန်내ကြည်ကွဲနေတဲ့အချိန်မှာကျွန်တော်တို့ခြိလန်းတိုင်းမှာကျွန်တော်ကိုးကွယ်တဲ့ဘုရားရှိပါတယ်ဒီနေ့ကျွန်တော်တို့ဂိုင်းကနအတီးတီးကလို့အမေတက်ခံတော်လည်းပဲကျွန်တော်အနေနဲ့ဒါဘုရားသားတွေပဲကျွန်တော်အားလုံးကျွန်တော်တိုင်းသားခရိယန်ကြီးကိုတွေကျွန်တော်ကိုးကွယ်တဲ့ဘုရားတဆူတဲ့ပဲဖြစ်ပါတယ်ဂိုင်းအနေနဲ့ပေါ့နော်တင်းတော်အနေနဲ့ကျွန်တော်အပေါ်ဝါပေါ့နော်ကိုယ်ပြတော်လည်းပဲကျွန်တော်ရဲ့ခံယူချက်ကတဆူဒီတော့ဘုရားသားဖြစ်ပါတယ်ခဏအထိကျွန်တော်တို့နဲ့ကျွန်မတို့နဲ့သူရှိတဲ့ဘုရားသားမဟုတ်ပါဘူးကျွန်တော်တို့ခြေလန်းတိုင်းမှာလောကဒီကကဘာပုံတိတယ်တော့ကျွန်တော်ကျွန်မတို့နဲ့သူရှိနေမယ်ဆိုပြီးတော့တကယ်ကိုဂတိပြီးထားတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့မျိုးလင်းချက်ရှိပါတယ်ဝိနည်းကြည်ခွဲတဲ့အခါမှာကျွန်တော်ချီချော်ဆရာတော်အများကြီးရှိပါတယ်ဒါပေမဲ့ခြေလမ်းမမအောင်ဘုရားရှိပါတယ်ဆိုတဲ့ချက်ကိုကျွန်တော်လုံးစုံအနေနဲ့ပေါ်ပြပါမယ်ကျွန်တော်တို့မြန်မာပြည်ကိုပြန်လည်ပြီးတော့အလောင်းယူသွားမယ်ဆံမုံမအစပေါ့နော်ကျွန်တော်တို့တင်ပြီးတော့မှဆွေမျိုးအတိုင်းဝိုင်းနေနဲ့တော်လကောင်းကျွန်တော်တို့ဒီစင်ကာပူနဲ့မြန်မာနိုင်ငံဒီတန်တမာနီလန်းအရာပေါ့နော်ခုနပေါ်ပြထားတဲ့အရာအားလုံးကိုကြည့်ပြီးတော့ဒါဘုရားရဲ့ဘုံသင်ရှားမှုပါပဲကျွန်တော်ဘယ်နေရာမှာပဲရှိပါပဲလို့ဘုရားကြီးအတူရှိပါတယ်ဆိုတာကျွန်တော်ပေါ်ပြတဲ့ဒီပုံချုပ်ပါတယ်ကျွန်တော်စုပေါင်းပရဏာပြုပြီးတော့ကျွန်တော်စုပေါင်းပြီးတဲ့နောက်မှာ doxology အာရုံမတ္တပြီးတော့ဒီစုပြီးတဲ့နောက်မှာကျွန်တော် benediction နဲ့ကျွန်တော်အစီအစဉ်ဆုံးတက်ပါမယ်စုတောင်းကြအောင်တရှင်တော်မူထတော်ဖာဖျားသခင်ဒီနေ့ညဤနေရာသို့စုဝေရောက်ရှိလာတော့မြန်မာပြည်အရရမှတရင်သာခရိယန်ယုံကြည်သူများဤကဲ့သို့စုဝေရောက်ရှိလာတဲ့အခါမှာကျွန်တော်တို့မိဘ